ပြင်းထန်စွာဒဏ်ရာရထားတဲ့ဖခင်ဖြစ်သူဟာသူ့ရဲ့6နှစ်အရွယ်သမီးလေးကိုမြစ်ကြီးတဲကိုတွန်းချလိုက်ပါတယ်။သူဟာမျိုးနွယ်စုရဲ့တစ်ခုလေးသောမျှော်လင့်ချက်ကိုသမီးလေးစီမှာပုံအပ်ခဲ့တာပါ။သူကိုယ်တိုင်ကတော့တရားပေါ်မှာကြံရစ်ခဲ့ပြီးမိစ္ဆာတွေရဲ့ဝါမျိုးချင်းကိုခံလိုက်ရပါတယ်။တရားဆုံးမှာသူ့အဖေကြောက်ရွံ့ဖြစ်သွားတာကိုကြည်ရင်မိန်းကလေးငယ်ဟာသူ့ကိုပြန်ကယ်ပါမယ်လို့တိတ်တဆိတ်ကတိသစ္စာပြုခဲ့ပါတယ်။10နှစ်တိုင်းဒီမိန်းကလေးဟာတဲကန်နာရတွေထဲမှာတယောက်တည်းခီးနေခဲ့ပါတယ်။သူမဟာမျက်နှာကိုဖုံးအုပ်ထားပြီးဓာတ်တလက်ကိုကင်ဆောင်ထားပါတယ်။သူမရဲ့ချစ်စရာကောင်းတဲ့အဖေတက်လေးဟာလည်းအခုတော့စီးနေလို့ရတဲ့ကြီးမားတဲ့တရားဝါကြီးတစ်ကောင်ဖြစ်နေပါပြီ။10နှစ်တိုင်းမိန်းကလေးဟာမြစ်တိုင်းကိုလိုက်ရှာခဲ့ပြီးအခုတော့နောက်ဆုံးမြစ်တစ်ခုပဲကျန်ပါတော့တယ်။ရုတ်တရက်ရာဟာပေါ်လာတဲ့မိစ္ဆာတစ်ကောင်ရဲ့ချောင်းမြောင်းတိုက်ခိုက်ခြင်းကိုခံလိုက်ရပါတယ်။သူမကမိစ္ဆာကိုမောင်းထုတ်ဖို့ငကားပတ်သမျှအပိုင်းစစ်တစ်ခုကိုချက်ချင်းထုတ်လိုက်ပါတယ်။ဒီလိုအနေရမျိုးတွေကိုသူမရေမတွက်နိုင်အောင်ကြုံတွေ့ခဲ့ရပြီးပါပြီ။ရာဟာမြစ်ကြောင်းတိုင်းရှေ့ဆက်လာခဲ့ပေမဲ့မြစ်ရဲ့အဆုံးမှာပျက်စီးနေတဲ့လေကြီးတစင်းကလမ်းပိတ်နေပါတယ်။ကျိုးဘက်နေရဲ့ပြတင်းပေါက်ကနေတစင်းရာဟာကူတစ်ခုတည်းကိုဝင်လာခဲ့ပါတယ်။သူမကစီဆူကိုလိုဖို့လိုအပ်တဲ့ပစ္စည်းတွေကိုခင်းကျင်းပြီးကာထားကိုရိုတေရွတ်ဆိုပါတော့တယ်။အဲ့ဒီနောက်ရင်းဆက်တွေကိုခွက်ထဲကိုလောင်းထည့်လိုက်ပါတယ်။နောက်တစ်စက္ကန့်မှာတော့မျက်ရည်တွေဟာနောက်ပြန်စီးဆင်းလာပြီးလေထဲမှာလွင့်မျောနေတဲ့ရေဆက်ကလေးတွေဖြစ်ပြောင်းလဲသွားပါတယ်။အဲ့ဒီရေဆက်တွေဟာဖြည်းဖြည်းချင်းဆူဆီးလာပါတယ်။နှစ်ပေါင်း900ကြာအောင်အိပ်ပျော်နေတဲ့ငကားမလေးဟာတကယ်ပဲပေါ်လာပါပြီ။သူမကတော့အရာ10နှစ်တိုင်းလိုက်ရှာနေခဲ့တဲ့ငကားမလေးစီစုပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီငကားမလေးကအရာစိတ်ကူးထားတယ်လို့တိတ်ပြီးပါနှက်ပုံမရပါဘူး။အခုမှနိုးလာတာဖြစ်လို့စီစုဟာသူမရဲ့အရင်ကစွမ်းအားတွေအကုန်ဆုံးရှုံးနေပြီးရေကူးတာကလွဲလို့ဘာမှမလုပ်တတ်ပါဘူး။ဒါပေမဲ့သူမကငကားပတ်သမျှပိုင်းစကိုကိုင်းလိုက်တဲ့အခါမှာတော့သူမရဲ့ခန္ဓာကိုယ်ကနေအပြာရောင်လင်းတွေထွက်ပေါ်လာပါတယ်။သူမဟာသူမအမေရဲ့စွမ်းအားတစ်ခုကိုပြန်လည်ရရှိသွားတာပါ။ဒါပေမဲ့ဒီစွမ်းအားလေးနဲ့တင်မိစ္ဆာတွေကိုအနိုင်ယူဖို့မဖြစ်နိုင်ပါဘူး။ငကားပတ်သမျှအပိုင်းစားအားလုံးကိုစုစည်းနိုင်မှတာစီစုကမိစ္ဆာတွေကိုပြန်လဲချိတ်ပိတ်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့်သူတို့ဟာအနည်းဆုံးမှရှိတဲ့အမျိုးနွယ်စုစီကိုခီးဆက်တင်ခဲ့ကြပါတယ်။ရာကရှေ့ကနေရန်တရားတွေကိုကျွမ်းကျင်စွာချုပ်ဖြတ်နေပြီးစီစုကလည်းနောက်ကနေထက်ချက်မကွာလိုက်လာပါတယ်။စွမ်းအားတွေမရှိတော့ရင်တောင်ကားတစ်ကောင်ဟာလူသားထက်တော့အားတာနေစေပါပဲ။အဲ့ဒီအချိန်မှာရာကစီစုတယောက်ဖျားကနေအလင်းထွက်နေတဲ့ပိုးကောင်လေးတစ်ကောင်ကိုပျော်ပျော်ရွှင်ရွှင်ပွေ့ချီထားတာကိုတတိထားမိလိုက်ပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာသူတို့တတိပြန်ဝင်လာတဲ့အခါရှေ့ကလမ်းတစ်ခုလုံးဟာဒီလိုပိုးကောင်လေးနဲ့ပြစ်နေတာကိုတွေ့လိုက်ရပါတယ်။သူတို့နှစ်ယောက်ဟာတတိထားပြီးဖျက်ကျော်လာခဲ့ကြပြီးနောက်ဆုံးမှာတော့ပထမဆုံးငကားပထမအပိုင်းစကိုရှာတွေ့သွားပါတယ်။လောဘကြီးတဲ့အမျိုးနွယ်စုအကြီးကဲဟာတေဆုံးသွားတာတောင်ပထမအပိုင်းစကိုလက်ကမလုပ်ခဲ့ပါဘူး။စီစုကတင်းယူဖို့လုပ်ပေမဲ့ရာကထောင်ချောက်ဖြစ်မှဆိုလို့တားလိုက်ပါတယ်။ဒါကြောင့်ရာကတစ်ကိုင်းတစ်ခုကိုတုံးပြီးအယိုးစုရဲ့လက်မောင်းကိုထောက်ကအပိုင်းစကိုဘေးကင်းအောင်ယူလိုက်ပါတယ်။စီစုကအပိုင်းစကိုကိုင်းလိုက်တဲ့အချိန်မှာပဲသူမဟာလူသားဖြစ်ပြောင်းလဲနိုင်တဲ့စွမ်းအားတစ်ကိုရရှိသွားပါတယ်။ဒါပေမဲ့သူတို့ဝမ်းတာလို့မဆုံးခင်မှာပဲရာကိုအရင်ကတစ္ဆာဖောက်ခဲ့တဲ့အဆွဲမျိုးနွယ်စုမင်းသမီးလေးနာမတွေရောက်လာပါတယ်။အဆွဲမျိုးနွယ်စုဟာနဂါးနယ်မြေကိုစိုးမိုးဖို့အတွက်နဂါးဘက်တများကိုအမြဲတမ်းအလိုရှိနေတာပါ။လူအင်အားမမျှတာကိုမြင်တော့ရာကထောင်ချောက်တစ်ခုကိုချက်ချင်းဖွင့်လိုက်ပြီးသူတို့ကိုပိတ်လောင်ထားလိုက်ပါတယ်။ထွက်ပြေးနေတော့မှပဲရာကအချိန်ဆွဲဖို့အတွက်ပောက်ကွဲစေတတ်တဲ့ပိုးကောင်တွေကိုနှိုးလိုက်ပါသေးတယ်။နောက်ဆုံးမှာတော့သူတို့တက်ကိုစီးပြီးဘေးကင်းရာကိုထွက်ပြေးနိုင်ခဲ့ပေမဲ့လိုက်ဖမ်းတဲ့လူတွေကအယမ်းမြန်နေပါတယ်အဖမ်းခံရတော့မဲ့အခြေအနေမှာရာကတက်ကိုရေထဲကိုမောင်းချလိုက်ရပါတယ်အဲ့ဒီနောက်လေတစင်းပေါ်တက်ပြီးထွက်ပြေးခဲ့ကြပါတယ်ဒါပေမဲ့လေကအယမ်းနေနေတာကြောင့်စီစုကရေထဲကိုခုန်ချပြီးငကားဖြစ်ပြောင်းလဲကလေကိုဆွဲပြီးသူမရဲ့အမီးကိုအားရပါရခတ်လိုက်ပါတော့တယ်သူတို့လွတ်မြောက်လာပြီးနောက်ခြေတီမျိုးနယ်စုစီကိုရောက်လာပါတယ်မိစ္ဆာရိယန်ကကာကွယ်ဖို့လူတွေကအိမ်တွေကိုရေပေါ်မှာပဲစောက်ထားကြတာပါသူတို့တွေဒီမှာအနားယူလို့ရပြီလို့ထင်နေတော့လမ်းပေါ်မှာကလေးငယ်တယောက်ကိုတွေ့လိုက်ရပါတယ်ရာကတနာတော့အာဘီကလေးကိုပွေ့ချီလိုက်ပေမဲ့နောက်လက်ကြည့်လိုက်တဲ့အခါမြောက်သုံးကောင်ကငကားပတ်သမျှအပိုင်းစတွေကိုခိုးသွားတာကိုတွေ့လိုက်ရပါတယ်။သူမကလိုက်ဖမ်းဖို့လုပ်ပေမဲ့သူမလက်ထဲကကလေးကသူမကိုကန်ချပြီးမျက်နှာကိုတဲနဲ့ပက်ကမြောက်တစ်ကောင်ကိုစီးပြီးထွက်ပြေးသွားပါတယ်။ရာကသူတို့နောက်ကိုအမြန်လိုက်ပါတယ်ကန်ကောင်းတာကပါနဲ့တက်ကလမ်းဖြတ်ကနေပိတ်လိုက်တာကြောင့်ရာကအပိုင်းစတွေကိုပြန်ရခဲ့ပါတယ်။အဲ့ဒီအချိန်မှာတော့ရိုးတဲ့စီစုကမျိုးရိုးပြင်ဘက်မှာလှည့်စားခံလိုက်ရပါတယ်။မြို့တကားပွင့်သွားတဲ့အခါမိစ္ဆာတစ်ကောင်ကခုံအုပ်ဖို့လုပ်ပေမဲ့ငကားရဲ့ရှိနေမှုကိုခန်းစားမိတာကြောင့်အနာမကက်ရဲပဲအဝေးကနေပဲစောင့်ကြည့်နေပါတယ်အဖွားအိုတယောက်ကငကားပထမအပိုင်းစကိုကင်ထားပြီးတခြားအပိုင်းစတွေဘယ်မှာလဲဆိုတာပြောဖို့မပြောရင်အပြင်မှာပိတ်ထားခဲ့မယ်လို့စီစုကိုချင်းချောက်ပါတယ်အဲ့ဒီအချိန်မှာပဲအရာရောက်လာပြီးစီစုကိုကဲတင်လိုက်ရုံတင်မကပထမအပိုင်းစကိုပါအောင်မြင်စွာသိမ်းယူနိုင်ခဲ့ပါတယ်အပိုင်း7နဲ့အတူစီစုဟာမျိုးကိုတွေမှုတ်ထုတ်နိုင်တဲ့စွမ်းအားကိုရရှိသွားပါတယ်သူတို့ကဒါကိုတုံးပြီးထွက်ပြေးခဲ့ကြပြီးကျော်တို့မျိုးနဲ့စုစီကိုဥတီခဲ့ပါတယ်